development ဆိုတာကကိုဒီအိမ်မှာပေါ့နော်ဒီလိုအစစ်စစ်ရှိမှာပေါ့။အဲစစ်မှာကိုတို့တွေလည်းဒီ audition model တွေကိုဘယ်လို performance ဘယ်လို improve လုပ်မလဲသူတို့ REG တွေပြီးရင်သူတို့ fine tuning တွေသူတို့ဘယ်လို fine tune မလဲပြီးဒီသူတို့ service တွေပေါ့နော်ဒီ model တွေကိုဒီ model တွေ embedding အတွက်ဘယ်လိုကူညီမလဲဒီ factor database နဲ့ပတ်သက်ပြီးပေါ့နော်ပြီးရင်ကိုတို့ဒီသူတို့ရဲ့ agent တွေကဘယ်လို tax ဘယ်လိုလုပ်လို့လဲဆိုတော့ကိုလည်းရှင်းပြမှာဖြစ်ပါတယ်ကိုဒီဘက်မှာဆိုရင်ကိုအနေနဲ့ပေါ့နော်ဒီ AWS service တွေကဒီ factor database တွေနဲ့ဘယ်လိုကူညီပြီး embedded install ပေးတယ်နောက်ပြီးဒီ agent တွေကိုလုပ်ပေးလဲပြီးဒီ foundation model နဲ့ပတ်သက်တဲ့ performance တို့ဒီ fine tuning တို့ကိုလည်းရှင်းပြမှာဖြစ်ပါတယ်အဲဆိုကိုအနေနဲ့တွားကြည့်အောင်ဘာကုလို့နေလဲတော့ business case ပေါ့နော်ဒီမှာကဒီအတိုင်းနောက်တစ်ခါ any company ဆိုတာပြီးထားမယ် any company ဆိုတဲ့ကိုလိုကဒီ software company တခုရဲ့ဒီ business case ကိုကြည့်ကြမယ်သူတို့ရဲ့ background ကိုကြည့်ရရင်သူတို့ကဘာ problem ရှိလဲဆိုတော့ဟောနော် any company ကအခုဆိုရင်သူတို့ကအရင်ကသူတို့အနေနဲ့ပေါ့နော်ဒီ customer ကတာကြုံရင်သူတို့ကဒီ call center ကိုဖုန်းဆက်ကြအဲ့ဒါကသူတို့တွေဈေးအများလို့ဈေးကုန်ကျစရိတ်များလို့လုပ်ငန်းတွေတွင်ကျတာမှုမရှိဘူးအဲ့ဒါကြောင့်ကိုတို့သူအနေနဲ့ပေါ့နော်ဒီ website မှာဒီ FAQ လုပ်ပြီးတော့ website မှာ FAQ လုပ်ပြီးတော့ပေါ့နော်online ကနေဖြည့်ရှင်းမှုပြောင်းလဲကြိုးစားခဲ့ရင်ဒီ online spot ticket တွေကအများများနေရပေါ့နော်အဲ့တော့ဝန်ထမ်းတွေသူတွေအလုပ်ပြီးတာကို short ချဖို့နဲ့ဒီဝန်ဆောင်မှုပုံပြဖို့တပုံနေသူ generative AI chatbot တခုကိုတိစောက်ရှင်တယ်အဲ့ chatbot ကသူအနေနဲ့ပေါ့နော်သူတာမန်မီကိုနေဖြည့်ပြီးတော့ဒါမှကဒီဖုန်းအသစ်မှာတော့ဒါမှမဟုတ် 5G plan အဆင့်မြင့် 5G plan အဆင့်မြင့်တာကိုစတဲ့အလုပ်တွေပေါ့နော်သူရောက်တုတ်ဆောင်ပြောမယ်နော်သူရဲ့ target ကဘာလဲဆိုသူ online support တွေအတွက် ticket ကိုသူ90ရာခိုင်နှုန်းထိ short ချနိုင်ကိုဒီဖောက်တယ်များရဲ့ဒီပေါ့နော်ဒီကျင်းတဲ့ချက်ကိုနော်ကျင်းတဲ့ချက်ကိုသူဒီ generative AI chatbot တော့ကျင်းတဲ့ဟာကိုဒီ 4 out of 5 star ကိုအဲ့လိုရစီလို့နော်အဲ့ဒီမှာတော့ကိုကြည့်လိုက်ဒီတော့ fixed issue ဖြစ်ရင်ဒီလို concept တော့သွားရင်သူကဖုန်းဆက်တာအမို့ဒီ FAQ online မှာ chatbot online မှာ ticket တင် chatbot စီသွားပြီးတော့သူနေဒီဖုန်းပြန် internet plan ဒီ interact တစ်ခါဖြစ်သွားစီနော် chatbot နဲ့တစ်ခါပြီးသွားစီပေါ့နော်ပြီးတော့ကို solution ကြောင့်ဆိုကို chatbot ကြည့်လို့တော့ကိုတွေအဓိက3ချက်ရှိတယ်ကွာ LLM စပြီးရေးရမယ် LLM စပြီးရေးရမယ်ကိုဒီသူအတွက်ဘာ large language model အဆင်ပြေလဲ foundation model အဆင်ပြေလဲဆိုတာကိုရေးရမယ်ပြီးရင်ဒီ knowledge base တည်တောက်တဲ့အချိန်မှာကိုနေပေါ့ large language model တွေတော့အများဆုံးချက်လက်တွေပဲတည်ရတဲ့အတွက်ဒီ anti company တွေဒီတည်တဲ့ဝန်ဆောင်မှုတွေတည်ဖို့လေအဲ့တော့ကိုနေသူ company ကအရင်ကချက်လောသူအရင်ကပြီး support ticket တွေနဲ့ဖုန်းformat တွေစူးစောင်းပြီးတော့သူကိုယ်တိုင်ပြီး anonymous တော့လုပ်မှာနော်ဟို private data တွေပါနိုင်တယ် private data တွေကို anonymous လုပ်ရမယ်ပြီး cleaning လုပ်ပြီးတော့ကိုအနေနဲ့ knowledge base ဆောက် knowledge base ဆောက်ပြီး chatbot နဲ့ချိန်ပေးမယ်အဲ့တော့ chatbot ကအဲ့ရမှာသူဖောက်တယ်တွေအကောင့်တွေကအချက်တွေကိုပြင်ဆင်တာဥပမာ plan မြင့်တာတွေကိုအလိုလောက်လုပ်ပေးနိုင်ဘူးဒီ company ရဲ့ backend အနေနဲ့ချိန်ဖို့လိုတယ်ပေါ့နော်အဲ့ရမှာသူအနေနဲ့သူကလည်းလုပ်ပေးနိုင်ပြီး chatbot answer တွေကလည်း accurate ပုံဖြစ်လာမယ်အဲ့ဆိုရင်ကိုအနေနဲ့မနေ့ဒီ company knowledge base ကိုပေါင်းပြီးတော့သူဘယ်လိုပြင်ဆင်မလဲဆိုတော့ RAG မစိတ်ကြည့်အောင်အဲ့တော့ RAG မှာကိုကြည့်မယ်ဆိုရင်ဒီပေါ့နော်ဒီ RAG မှာပထမဆုံးကို data set ကိုvector embedding ပြမယ် vector embedding ပြမှာကိုတော့ဒီ vector embedding ဆိုတာကဒီ foundational model ကြီး foundation model ကြီးတည်နိုင်မှာကွာအဲ့တော့ foundation model တည်နိုင်ဖို့ကိုတော့ကွာအခု RAG ဆိုကိုတစ်ခါလေးရှင်းပြပါတယ်ဒါ retrieval augmented generation ကဲချက်ပေါ့ကိုကသူကကွာကို UID ရဲ့စာတော့မသိဘူးဒါပေမဲ့ကို UID ရဲ့ slide တောင် PowerPoint presentation ဒါလေးကိုပြရှင်းပြပါလို့ပြောလိုက်ဒီ RAG ကိုတည်သွားမှာပေါ့နော်အဲ့ဆိုကိုတို့ဒီ enterprise data ကိုဆိုအခုသူဘာပေးမလဲ enterprise data ပေးမယ်ကွာတော့အာမလေးစာသားတွေပုံနေအတန်တွေဖန်တီးနိုင်ပြီမဲ့သူကဖန်တီးနိုင်မဲ့လုပ်ငန်းတွေတည်တဲ့လိုအချက်တွေမသိနိုင်ဘူးဖြည့်ရှင်းနိုင်ဘူးနော်အဲ့တော့ကိုက company တွေမှာတော့ဒီ foundation model ကို train foundation model မသိရဒီ data တွေပေါ့နော်ဒီမှာဆို report တို့ manual တို့အများကြီးအဲ့ data တွေကိုတို့အနေနဲ့ပေါ့ဒီ model တွေထည့်သွင်းပြလိုက်တိုင်းတာနဲ့တခါလုပ်ငန်းနဲ့ကိုက်ညီအဖြေထုတ်ပေးမယ်ပေါ့နော်လုပ်ငန်းနဲ့ကိုက်ညီအဖြေတွေထုတ်ပေးမယ်ပေါ့အဲ့တော့အသုံးပြုတည်ရသူဘောနော်ဒီ customer ရဲ့ဒီ prompt နဲ့သူစင်ပြေရဲ့သူနဲ့သူအမှဆိုရင်ပေါ့နော်ဒီ 5G plan သူပြင်ပါဆိုတော့ဒီဆက်တဲ့သူက data သူ context ပြန်ပြောင်းပြီးထည့်ပေးမယ်ပေါ့နော်အောက်ထည့်ကိုတော့လည်းဖြစ်ပူတိကြတာမယ်အဲ့လိုဆိုဒီ data အောင်ရှောင်းခွင့်ပါလေကိုနေ factor embedding ဆိုတာအရန်အရေးပါfactor embedding ဆိုတာတော်ကြီးပိုင်ပြီပဲအဲ့ကိုတို့ဟိုကဲမှာလည်းတော့တင်ရတယ်ဒါပေမဲ့ဒီမှာတော့ရှင်းပြအောင်လို့ factor မှာတော့တင်ရတယ် factor embedding ဆိုကို data ပြန်ပြောင်းလိုက်တော့ဒီ data ပြန်ပြောင်းလိုက်အဲ့မှာတော့စက်ကဖတ်လို့ရမှာဟုတ်factor embedding tokenization ပေါ့နော် tokenization ပြောင်းလို့ရှိရင် tokenization တော့ကိုဒီမှာအဲ့ဒါကဲမှာပါဆိုရင်ဒီ embedding ဆိုတာပါလေ embedding ဆိုကိုတော့စာသားပုံနေအတန်တွေကိုဒီ factor space တွေမှာတော့ကိန်းကနန်းပြောင်းလိုက်တာကွာကိန်းကနန်းဖြစ်ပြောင်းလဲပြလိုက်တာကွာအဲ့တော့
သူကအဓိကအဖြစ်သူက model ML model တွေလောက်တာကွာ model အဲ့လိုလိုမျိုးနားနေတာအဲ့တော့လုပ်ငန်းလုပ်တာတွေသူနေတူကန်ဖြစ်ပြောင်းတယ်ကွာတူကန်ဖြစ်ပြောင်းနေပြီးတော့ vector အနေနဲ့တွက်တယ်ကွာအဲ့ဒီခုပေါင်းတွက်ချက်တယ်အဲ့တော့ဒီ vector တွေသူက n dimensional space မှာ metadata တွေနဲ့အတူတူမြင်မြန်ဆန်ဆန်ရှာဝင်နိုင်မှုတက်တော့ vector database ကိုရှာလို့အဲ့ vector database တွေမှာသူကရှာမြင်မြန်ရှာနိုင်တယ်ပေါ့နော်အဲ့အတူပေါ့နော်ဥပမာဆိုကိုကွာအတိတ်ပဲမှာအတိတ်ပဲစက်နေတဲ့စကလုံးတွေပေါ့နော်မဆိုတော့အတိတ်ပဲစက်နေတဲ့စကလုံးတွေရဲ့ vector ရဲ့နီးကြပ်ပြီးသိရှိနေပေါ့ဥပမာဆိုရင်ကိုတို့နဲ့ C နဲ့ ocean ပေါ့နော်ဒါမှမဟုတ် cat နဲ့ set ဆိုလို့ဒီတော့ cat နဲ့ set ဆိုလို့2နဲ့ AD SAD CAD SAD 2နဲ့သူကတ်ပေးထားကွာတော့တကယ်လို့ C နဲ့ ocean တို့ဘာလို့ဆိုရင်လေဒီအစအပိုင်းမှာတော့ကွဲလာနိုင်ပြီမဲ့သူကအစပိုင်းကွဲလာနိုင်ပြီမဲ့သူကလေ့ကျင့် training လုပ်တာနဲ့ပေါ့နော် training လုပ်တာနဲ့မြန်တော့ဟိုကမြင်းနဲ့ဒီ C နဲ့ ocean မြင်းကတ်သုံးလေးကိုလီးကတ်လာတယ်နော်ဒါပေမဲ့ stapler ဆိုတာလုံးဝကွာဝေးနေမှာပေါ့နော်အခုတကယ်ပြောရင် matter ကြောင့်ဟိုဒီ mechanical set တော့တော့ကြည့်နေအောင်ဆိုဘာကြောင့်လဲဆိုအဲ့ဒါအမြင်ကွာဝေးနေလို့ပေါ့နော်ဟို the mat ဆိုရင်အမြဲ the mat ဆိုပြီးကတ်သုံးလေးရဲ့အတွက်ဒီမြင်းလီးကတ်လာမယ်ပေါ့နော်အဲ့ဆိုရင်ကိုတို့ဒီဒီဘာသာ sea ocean ပါ sea ocean ဆိုတော့ sea ocean အမြဲကတ်သုံးတယ် sea ocean ကလီးလာတယ်နော်对吧？အယောင်လေးတွေပါပြောင်းလာဒီယောင်လေးကတော်တော်လေးစင်လာ stapler တော့ဝေးနေတယ် stapler လေးပေါ့နော်အဲ့ဒါ vector store ကိုတော့ vector database ဒီကလုပ်ငန်းဆောင်ကိုတည့်ရတယ်မယ်ဒီစကလုံးတွေအရာဝတ္ထုတွေကိုစပြည့်ဒီအများကြီးပဲကွာပြည်လည်ပေါင်းများစွာဒီ high dimensional vector တွေကိုတော့တိချသိမ့်ဖို့ရအဲ့ vector တွေကြစင်တူမှုကိုတစ်ခါအချိန်နဲ့တပြေးညီကြည့်နိုင်ဖို့နော်အဲ့ဒီမှာကို KN neighbors ဆိုတော့အဲ့ဒါတည်းကိန်းမှာတင်ရ KN neighbors neighbor ဆိုတော့ KN neighbors neighbor ဆိုတော့ကိုစမ်းစမ်းမလို့ဒီတော့ပေါ့နော်quality neighbors neighbor ကိုနဲ့တွက်တာကိုကြိုက်တယ်ပေါ့ဒီပို့စာလေးဒီမှာဒီပို့စာတွေဒီအဲ့ရှာဖွေ algorithm တွေကျွန်တော်နော်ဘာသာ ego service ကပေးရဟာလေးပေါ့နော်အဲ့ဆိုရင်ကို MV company ကို RG 3000ကိုတော့ဒီလိုလို့ဆို IG စနစ်ပါဝင်လာပြီးတော့ဘယ်လိုလဲဆိုကြည့်လိုက်အောင်ဒီမှာသူက user facing issue လာနော်အဲ့ဒီ chatbot ကနေသူက average data ကိုရှိရတဲ့အတွက် RA average data တွေတော့ပေးလိုက်တဲ့ဟာ average data နဲ့ RG ရိုက်တယ် retrieval automatic generation နဲ့ယူလိုက်တာနဲ့တခါတည်းနဲ့သူက user ကuser ကိုသူဒါကိုကြည့်ပြီးတော့ဒီလိုဖြစ်နေတာတွေသူတော့ပြန်ပြီးဖြေပြရပါအဓိကဒါပါပဲအဲ့ဒါဆိုရင်တော့ကို agent ကိုဆက်ပြီးတော့ရအောင်ပြီးတော့ကိုတို့ကတကယ်လို့ပြောပြမယ်အဲ့တော့ agent ဟိုတော့ကိုအရင်အချိန်မှာလည်းတစ်ချက်ပြောပြီးသွားပြီပေါ့နော်အဲ့တော့ဒီ generative AI application တခုမှာကိုတော့ဒီ agent တွေကဘယ်လိုခိုင်းရတာပါလဲပထမဆုံးကိုတော့ imagery operation ကိုသူကဥပမာဆို generative AI ကသူတို့ဒီပေါ့နော်ဒီ generative AI model ကဒီလိုမျိုးနားလည်ပြီးအဖြေထုတ်ပေးသူနဲ့ဆင်တယ်ဆိုရင်နောက်ွယ်မှာရှိတဲ့ database တို့ customer relationship management CRM တို့အဲ့စနစ်စ backend စနစ်တွေကြာဟိုသူကတေချာလုပ်ပေးနိုင်တဲ့ agent တခုလို့ပေါ့သူတို့ယောက်ျားချိန်ပြနိုင်မယ့် agent လို့ပေါ့နောက်တစ်ခါကျတော့ customer ရဲ့လိုအပ်ချက်ကို generative AI နားလည်သွားတဲ့အခါမှာ agent ကကြောက်တော့ဘိုးနေတော့အမှဆိုကွာ generative AI တော့စကားပြောတာလုပ်ဝဲလုပ်နိုင်တော့ကွာသူကစကားရဲ့ပြန်ပြောနိုင်တော့ကွာအထောက်က process ကြီးမလုပ်နိုင်ဘူးအမှဆိုကွာဘိုးနေဘယ်လိုလဲအမှဆိုငွေချေပြီးပါတော့မို့ရင် 5G plan ပြောင်းပြီးပါတော့ပေါ့ဆို agent ကပဲတော့ချစ်ပြီးတဲ့ agent တွေတော့အကုန်လုံးပြီးသွားမှာကွာအဲ့ဒါကိုတော့ဒီ action match တွေလုပ်နေချင် agent ကိုလုပ်တယ်ကွာနောက် feedback iteration ပေါ့နော်တကယ်လို့အလုပ်တွေကိုလုပ်ပြီးသွားတယ်ထွက်လာတဲ့ result တွေတော့ feedback ပြန်ထည့်ဖို့ကကျတော့ agent တွေကပဲ data ကိုတော့ contribute လုပ်ပေးရပါဒီကအဲ့ဆို any company ကကျတော့ကိုဘလို့ဒီ agent တုံးမလဲဆိုဒီ any company ကကိုခုနပြောဝန်ထမ်းတွေတော့သူ support ticket short ချာနေတာဟာတုံးမယ်နော်အဲ့တော့သူ agent ကိုတုံးမယ်ဒီ architecture မှာ agent ကိုဘယ်လိုလုပ်လို့လဲဆိုတော့ agent ကို agent ပထမ agent တော့ customer ရဲ့ဒီတောင်းဆိုချက်ကို problem ကိုမူတည်ပြီး customer တွေရဲ့ပေါ့နော်ဥပမာဆိုရင်ဒီ phone plan တွေအဆင့်မြင့်တာတို့အသစ်ပြောင်းတာစတဲ့ဒီ action တွေလုပ်ဆောင်ပြီး agent နဲ့ကြောက်ဘာလုပ်ပေးလဲဆိုတော့အသုံးပြုသူရဲ့ကျွန်တော် user အသုံးပြုသူရဲ့ chatbot အကြားမှာသူကဒီ company ရဲ့ enterprise data တွေကို data database အသစ်တွေပေါ့ဥပမာ data ပြောင်းရ data အသစ်တွေထည့်ပေးမယ်ပြီးအဲ့လိုတန်းစီပြီးသား data တွေကိုကိုယ်ဒီ RG စနစ်ကနေနောက်ပိုင်းသူပြန်ပြီးသုံးလို့ရအောင်နော်သူပုံမှန်ကန်တဲ့အဖြစ်သုံးပေးရမယ်နောက်တစ်ခါကျ agent tree ကကြတော့ရေလို့ပေါ့နော်ကိုတော့အခုကြီးပေးပြီးတော့ဒီအခုကြီးပေးပြီးတော့တခါပြောစမှုပြီးသွားတဲ့အခါဒီအသုံးပြုသူစီကိုနေတယ်ပေါ့နော်ဒီ certificate survey ပို့ပြီးပေါ့ survey မှာပို့ပြီးတော့သူ customer စီကနေ survey ကိုသူကပြန်ပြီးပို့လိုက်တော့ယူလိုက် agent ယူပြီးတော့ဒီ database တွေတော့ထိုင်လိုက်ပါပေါ့နော်ဒီမှာပြောထားပြီးတယ်ပထမ agent ကကိုတို့ဒီ data တွေ customer ရဲ့ဟာတွေ modify plan တွေ modify လုပ်ပေးမယ်သူ phone plan တော့ plan agent တို့ customer တွေကိုဒီပေါ့နော်ဒီ composition တို့ customer ကို sorry နော် customer ရလား content အသေးရလား enterprise data တွေ improve update လုပ်ပေးမယ်ပြီးရင်နောက် agent တွေရတော့ဒီ customer composition ပြီးသွားရင်ကျွန်တော် customer certificate ဆိုနေပို့ပေါ့နော်
ဒီတော့ evaluators တော့ကိုကြည့်မယ်ဆိုရင်နောက်ဆုံးမှရလက်တွေ gap ဖြစ်တာပါနော်ရလက် gap ဖြစ်ကိုပြောခက်ပြီးတော့ပါပြီးဟိုတစ်ခါမှ human evaluation နဲ့ patient data set ဒါတွေကတော့အခုနည်းနည်းလေးပဲရှင်းပြပါတော့ဘာမှမပြောကိုတည်တဲ့အတိုင်းပဲဒါလူရင်းနဲ့ဆိုရင်လူရင်းနဲ့ဆိုတော့ကိုခက်ပြဆိုမှဒါအဆင်ပြေဆုံးပဲ user experience ဘယ်လောက်ရှိတယ်ဆိုတာကိုကြည့်မယ် user ဘက်ကနေ contextual preference ဆိုတာကိုဒီတော့ဒီအနေနဲ့ gap ဖြစ်တဲ့အချိန်မှာကိုလူနဲ့ကိုလူချင်တာဒါဟုတ်ရဲ့လားဒါနဲ့အဆင်ပြေရဲ့လားဆိုတာကြည့်ပဲနောက်ပြီး creative and feasibility model ကတကယ်လို့ပေါ့နော်သူတကယ်ဟာမှာမထင်မှတ်ထားဒီအမားတွေဒီ database အမားတွေတော့မထင်မှတ်ထား database view တွေဘယ်လိုရှင်းမလဲဆိုတော့ human evaluation နဲ့စမ်းကြည့်လို့ရတယ်။ Environment data set ကတော့ကိုသူတည်ရတဲ့အတိုင်းပဲအများကြီးထွေးထား data set တွေပဲ data set တွေနဲ့သူများအိမ်မှာလုပ်ထား data set နဲ့ကို data set နဲ့တိုင်းရှင်းတာပေါ့ကို data set နဲ့တိုင်းရှင်းကို accurate ဘယ်လိုဖြစ်လဲဘယ်လောက်မြန်လဲဘယ်လောက်တိုးချဲ့လို့ရလဲဆိုတာတိုင်းရှင်းတာပေါ့နော်။ဒါ creating benchmark test ဆိုတော့တည်ရတဲ့အတိုင်းပဲဘာတည်းဆိုတော့ကို create လုပ်မယ်ဆိုရင်ပထမဆုံးအောင်နော်ဒီကိုကို create လုပ်မယ်ဆိုပထမဆုံးကိုရဲ့တက်နာနဲ့သက်ဆိုင်တဲ့ဒီဘောလုံးလေးကိုဖွင့်ရမယ်ဟောဆိုရင်တို့ပါဆိုတော့ဟောဆိုရင် plastic bottle တွေဒီမှာ recycle ဟာplastic bottle တွေ recycle bottle တော့လုပ်ငန်းစဉ်တွေကဘာလို့ဖြစ်သွားလဲပေါ့နော်ပြီးရင် police identification ပါလဲဆိုတော့ကိုတို့ကဒီ SME ကဘာလုပ်လဲဆိုတော့ဒီသူကကိုတို့ပေးတာ document တွေအများကြီးရှိပါအဲ့ document တွေတော့လိုအပ်တဲ့ချက်ကိုပဲတွားယူပြီးတော့အဆင်ပြေကောင်းမွန်တဲ့ answer ပေးလိုက်တော့တကယ်လို့ကိုတို့ကပေါ့နော်ဒီ model code ဆိုအစထဲက plan ထဲမှာအရှိရေးပြပါဆိုလဲသူကရှေးယူဒီလိုရေးပြမှာဒါတော့ကိုကြိုက်လို့ရေးခိုင်းနေတော့ပေါင်းမဆို model code ဆိုတော့ကိုရှေးနဲ့ဒီအဆင်ပြေပေါ့နော်ရှေးနဲ့သူလူနားလေရလို့ရလို့ဆိုတော့ဒီဟာဟိုတော့လူနားလေရလို့ရေးမှာအဲ့လိုမျိုးပေါ့နော်နောက်ဆုံးလည်းကို answer drafting ပေါ့တကယ်လို့ SME ကနောက်ဆုံး model ရဘယ်လိုလုပ်လဲဆို answer drafting ကိုကြည့်မယ် answer drafting ကြည့်တဲ့အချိန်မှာတော့ precise တိကျ answer ကို precise တော့ SME က drafting ဖြစ်တဲ့နောက်ဆုံးအနေနဲ့ပေါ့နော်ကိုလိုဒီ RAG system တွေကို response လုပ်တဲ့အချိန်မှာဒီအဓိက batchmark ဖြစ်လာမှာပေါ့နော်ဒါအဓိကပဲဒီမှာပို့ပြတဲ့ question တော့မယ်ဒီ batchmark data set batchmark data set ဒီ model availability ဒီ batchmark data set ထွက်လာတဲ့အဖြစ်ဒီနဲ့ပေါ့နော် batchmark data set ကပေးထားရရှိတယ်ဒီ model availability အဖြစ်နဲ့ဘယ်လောက်အဆင်ပြေလဲဘယ်လောက်ကိုင်နေလဲဆိုတော့ပိုကြည့်ပြီးတော့ဒီ gradient score တော့ဆိုနေတယ်တက်မှာလည်းဖြစ်ပါတယ်နောက်တော်တော်များများကိုမိုက် approach ပဲသုံးကြရဘူးတကယ် do evaluation သုံးကြ batchmark data set သုံးကြမှာကိုနှစ်ခုလုံးကိုနားလည်နိုင်ပါဟိုအဲ့ဒါတော့တော်များတော့သုံးကြပါဘူး human evaluation တော်တော်ရေးကြည့်any company business team မှာကိုတော့မလို့လဲဆိုတော့ကြည့်ကြရအောင် any company မှာတော့ကိုတော့ဒီတွေ့ချက်ပေါ့အပြင်မှာဒီ protection မှာမထုတ်ခင်ပေါ့နော်ဒီ batchmark တွေလည်းအရေးစစ်ဆေးမယ်ပြီးရင်အပြင်ရောက်သွားတော့ offer protection မှာတော့တကယ်ကိုတော့ IC က rating နဲ့ပြန်ကောင်းလာလို့ဆို model ကိုတော့အချင်းချင်းများပိုကောင်းလာလို့ပေါ့နော်ဟိုဒီအတိုင်းဒီနိုင်ရှင်းပြမယ်ဒီ entire element တောင်းဆုံးလေးယူစားလို့ upgrade လို့ model upgrade ပဲ stay အောင်နော်နောက်ဆိုဟို knowledge ချက်ကိုတွားကြည့်ကြမယ်ဝချတည်ရတာဒါပေါ့မိကိုလေးဒီပေါ့နော်ပြီးရင်ကိုဒီ model fine tuning ကိုဒီ model with fine tuning optimize ကိုလုပ်လို့ဆိုတော့ထပ်ပြီးရှင်းပြအောင်ပါရှိပါတယ်အဲ့ဆိုအလုံးပေါ့နော်ကိုတော့ business case ကိုတွားမယ်ဒါ foundational model fine tuning ကိုအဲ့ဆို not ကိုပုံနေတယ် any company ဆိုဒီပေါ့နော်ဒီ online fashion ရောင်း center စာရဲ့ဒီ business ကိုကြည့်ရမယ်အဲ့ဆိုကိုဒီ any company မှာကသူတို့ရောင်းချက်ပစ္စည်းမျိုးဆိုင်ရအများများလာတဲ့အတွက်သူတို့ဖောက်တဲ့ရောင်းရခင်သူကဒီ card စီးချင်းတော့ online မှာစီးချင်းတော့ထည့်ပြီးမှမွယ်ပဲဆော်သွားတာတို့ပြီးနောက်တစ်ခါပြန်လာဝဲသူနေတဲ့တက်တာတွေရင်ဆိုင်နေရတယ်ပေါ့နော်အဲ့တော့ကိုတို့ကဒီ generative AI ကိုသုံးပြီးတော့ဒီကို style နဲ့ဒီကိုက်ညီဆုံးဖြစ်အောင်ဒီ personalization ကိုသူကိုဖန်ပြီးဖူးကြည့်ရထားတယ်အဲ့တော့ဆိုရင်အဓိကတိုင်းတိုင်းမှာကို metric တို့ပြောမယ်အဲ့ဟာဆိုရင်သူရဲ့ပထမဆုံး conversion rate ပေါ့ဒီ website ကိုလာကြည့်ရတဲ့သူတွေကတကယ်ဝယ်သွားတဲ့လူတွေရခိုင်နေတိုးလာဖို့ရယ် average order value ဒီဖောက်တဲ့တရားဝယ်တဲ့ like တိုင်းသုံးတဲ့ငွေကြီးပမာဏတိုးလာဖို့ customer retention rate နဲ့ဝယ်ရ customer ရခိုင်လို့တိုးလာပြီပေါ့နော်အဲ့တော့ကို any company ကသူကအဲ့လိုဟာတွေကိုဒီအဆင်ပြေဖို့ပေါ့နော်ဒီဖောက်တဲ့တီးတန့် customer တီးတန့်အကြံပေးနိုင်ဖို့နဲ့ပစ္စည်းအကြောင်းကိုဒီ description တွေစက်ဝင်သားစကောင်းအောင်အရေးလို့တော့ရေးသားဖို့ကိုတော့ large language model တခုကိုအောက်ပါတိုင်းကိုကသုံးမယ်ပေါ့နော်ပထမဆုံးကိုကဘာလို့ဆိုကိုယ်တိုင် data သုံးမယ်ဥပမာဆိုရင်သူကဖောက်တယ်တွေအရန်ဝယ်ခဲ့တဲ့ဒီမှတ်တမ်းတွေဒီနှိပ်ခဲ့တဲ့ click နှိပ်ခဲ့တဲ့ဒီပစ္စည်းတွေနဲ့သဘောကျတဲ့data တွေသုံးပြီးတော့ဒီ model ကိုဒီ fine tuning လုပ်မယ်ဒီ integration recommendation အဲ့တော့ဘာလဲဆို AI အခုဒီ AI model ပေါ့နော်ကိုဒီဖောက်တဲ့တရားစီရဲ့ဒီ profile ကိုကြည့်ပြီးသူနဲ့အကန့်အညီဆုံးပစ္စည်းဒီ promotion တွေကိုအချိန်နဲ့တပြေးညီ real time ပြတာပြီးမယ်နောက်တစ်ခုကျကို continuous လာနေအဲ့တော့ဒီပြောင်းလဲနေတဲ့ကိုဒီပေါ့နော် fashion နဲ့ fashion ရည်စည်းကြောင်းပေါ့နော် fashion trend ဒီ data အတွေ့အဝင်လာနေဒီ AI ကဒီ logo လည်းဝင်ပြတာမလို့တော့ update ပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုကိုကြည့်ရအောင်ဘယ်လိုပါမလဲ
ပထမဆုံးကိုဒီမှာ customer data ပေါ့ဒီ data ဒီ data တော့အရင်ဆုံးဒီ model ကယူမယ်ကိုဒီမှာနှိပ်လိုက်တဲ့ data ဒီ customer ပစ္စည်းထည့်လိုက်တဲ့ data ပစ္စည်းဝယ်ထားတဲ့ data customer feedback တွေဒီ review rating တွေ data ယူမယ်ယူပြီးသွားရင်တော့အနေနဲ့ဒီပထမဆုံးကျွန်တော်တို့ AI အဲ့ဟာကိုယူပြီးတော့ဒီပစ္စည်းရဲ့ description တွေကိုဖန်တီးမယ်ပြီးရင်ဒီ customer တွေကို customer profile တွေနဲ့ပုံမှန်ကိုတရား customer ကိုသူကမိခွန်းနဲ့မေးလိုက်ပြီးဝင်လာတာနဲ့ customer ကြိုက်မဲ့ဒီပစ္စည်းတွေ display ပေးမယ်နောက်ပြီးတော့အဲ့ကြိုက် customer ကငါဒါချင်တာကိုတော့မချင်ဆို feedback loop တွေ data တွေအစ်စ်တွေပြောင်းဝင်မယ်အဲ့ data တွေအစ်စ်ပြောင်းဝင်တော့ကိုယ်နဲ့ loop အနေနဲ့ပြန်သွားအောင်နော်အဲ့ဆိုအခု fine tuning ကြည့်ကြရအောင်အဲ့ဆို fine tuning မှာဆိုရင်ကိုတို့ဒီ model တွေကိုဘာကြောင့် fine tuning လုပ်တင်လဲပေါ့နော်ဘာကြောင့် fine tuning လုပ်လဲကိုပြောတယ်အကုန်သိရဒါပေမဲ့တော့နော် general ရန်ဆန်တယ် general ရန်ဆန်အဲ့တော့ကို fine tuning လုပ်မယ် fine tuning လုပ်ရင်ဘာဖြစ်မလဲဆိုကိုအနေနဲ့ accuracy ပိုပြီးမြင့်လာမယ်ဥပမာဆိုရင်တာမန်ပေါ့ဖြေတွေစားပေါ့နော်ဥပမာဆိုတာမန်ဖြေတွေစားကိုလုပ်ငန်းပေါ့ဥပမာဆို invitation ပညာဒီ fashion design နဲ့ကန့်ညီတဲ့ဒီပေါ့နော် sign တဲ့ဖြေတွေကိုထုတ်ပေးနိုင်တယ်ပြီး improve accuracy ဆိုတော့ဘာလဲဆိုတော့တည့်ရအတိုင်းပဲပေါ့နော်အဲ့ဒါ accuracy မြင့်အောင်ပေါ့နော်ကိုမေးရတဲ့မေးခွန်းကို accuracy ရောတိကျအောင်ပေါ့နော် reduce bias ဆိုကိုတည့်ရတာဘာ bias reduce ဆိုတာဘာတစ်ဖက်မလိုက်အောင်လို့ပြီး efficiency ရတော့ကိုဒီပေါ့နော် model ကကိုခိုင်းတိုင်းမဲ့အလုပ်တစ်ခုထဲအတွက်ဒီကိုခိုင်းတိုင်းမဲ့အလုပ်တစ်ခုအတွက်ဒီ operation ဒီ streamline တစ်ခုထဲအတွက်တည်တဲ့ကျွမ်းကျင်သွားတာဒီဖြည့်ထောက်တာဘူးမြန်သွားတယ်ပေါ့နော်အဲ့ဆိုကို function နဲ့တကယ်လို့မျိုးရှိရကွာပထမ instruction ကျူးနေတာဒါ reinforcement line နဲ့အမြဲပြောနေတာဟာဟောင်းဒီမှာလည်းပြောတယ်ပြေထောင်ပြေတော့မယ်တဲ့ဒါ punishment reward ပဲဒါကတော့ကိုအရင်ဟာမှာလည်းပြောတိမှာပေါ့ဒါပေမဲ့ instruction unit ကိုလည်းပြော instruction unit ကဘာလဲဆိုတော့အဓိကတစ်ခေါက်ဒီ prompt generate နဲ့ပြောလို့သူကွာ model ကိုဒီလိုပေးပါဆိုပြီးကိုကဒီလိုတင်ပေးထားတာကွာဗာလဲ waiter တို့ waitress တို့တင်ပေးတယ်လို့ပေါ့နော်အဲ့လိုဒီလို line ဒီလိုပြန်ပြီးလုပ်ပေးပါ customer ဒီလိုတောင်းဒီလိုလုပ်ပေးပါဆိုပြီး direct တင်ပေးရကွာအဲ့ဒါ direct တင်ပေးတော့ဒီ chatbot တွေအရင်ကောင်းတယ်အဲ့ chatbot တွေတော့ဘယ်လိုမင်းဘယ်လိုလာမလဲဆိုတော့အတိမှာကွာ remote လည်းတည်တဲ့အတိုင်းပဲဟိုဒီ remote နဲ့ punishment ဘယ်လို human feedback နဲ့ဖြည့်နေတော့မှာကွာအဲ့တော့ကိုကြည့်ရအောင်ပထမဆုံးကွာအဲ့တော့ပထမဆုံးကိုဒီ instruction ကြီးမှာကြည့်ကြအောင် instruction ကြီးမှာဆိုကိုတော့ prompt တွေပေးမယ် prompt တွေပြီးတော့ဒီ large language model ကလေကိုရဲ့အဖြေကဘလောက် relevant ဖြစ်လဲပြီးရင် content ကအဆင်မပြေဘူးလားဗာလဲအဖြေတွေက helpful ဖြစ်လားပြောပြ completion နဲ့ဝင်အောင် completion နဲ့ဝင်ပြီးကိုဒီ human evaluation နဲ့ human evaluation မှာကြည့်ပါ human feedback ကတကယ်လို့အဆင်ပြေဆိုသူ့ကို reward ပေးနိုင်မယ်မအဆင်ပြေဆိုရင်တော့punishment ပေါ့ဒါပေမဲ့အဲ့ဒါကဒီကောင်နဲ့ချိတ်ထားပေါ့တကယ်လို့တို့ဒါ reinforcement လည်းတူပဲဒီကောင်လည်းဒီ high reward ပေးလိုက်တာပေါ့တကယ်လို့ကို prompt မှာအဆင်ပြေဆိုရင် reward ပေးလိုက်မယ် ready preference ဆိုပြီး reward ပေးလိုက်မယ်မအဆင်ပြေဆိုရင်ကိုပြန် train မယ်ပေါ့နော်ဒီမှာကိုတို့နောက်တနည်းရှိတယ် adaptive model for service side different အဲ့ဟာကြောင့်ကိုပါလဲဆိုဥပမာကွာဒီပေါ့နော်ကိုတို့ model ရှိသား model ကိုတို့ဒီ data set ကျွေးလိုက်မယ်ပေါ့ဥပမာဆိုကိုတို့ fashion data set ဒါမှမဟုတ်ဗာလဲ say medicine ဆို medicine journey စအဲ့တည်တဲ့ level တခုတော့ကိုတော့ data တည်တဲ့ကြည့်ပြီးဆက်လက်လေ့ကျင့်ပေးမယ်ပေါ့နော်နောက်တစ်ခုကကျတော့ကိုတို့ transfer learning နဲ့တူပဲဒါ learning transfer learning ကကျတော့ကိုတို့ကအရင်ကတုံးခဲ့တဲ့ model မှာကိုတို့ဒီ text ကိုပြန်ပြီးတုံးလိုက်တာနောက်တစ် second model မှာ second text ကိုတုံးလိုက်တာဖြစ်တဲ့အတွက်ပိုင်းကျိုးနဲ့ပုံဖြစ်သွားပြီဥပမာဆိုကိုတို့ကပထမဆုံး model တခုကွာဒီတိုင်းအများကြီးမှာ train ထားတယ်ဒါပေမဲ့နောက်တစ်ခု model မှာကျတော့ကိုတို့ကတေပူသေးတယ်ပြီးရင်ပို့ပြီး specific ဖြစ်တဲ့ data set ကို train လိုက်မယ်train လိုက်တာနဲ့အများကိုတို့ကပို့ပြီးဒီ foundation model ဒီ model ကိုပို့ပြီးအဆင်ပြေလာကွာဒီ test တခုတော့ streamline ပို့ဖြစ်လာအဲ့အနေနဲ့အဲ့လိုဖြစ်လာတော့ဒီအဲ့ method ကကိုတို့ဒီ method ကိုဘယ်လိုမှသုံးလဲဆိုအဓိကကွာကိုတို့ကgeneral training phase အများကြီး training phase တွေမှာသုံးလို့ကို specific လိုချင်တဲ့ချိန်ကြရင်အဲ့လို training ဒီ transfer learning ဆိုထပ်သိမ်းတယ်continuous pre-training အဲ့တော့တည်ရတဲ့အတိုင်းပဲဒါကတော့ KC ကြောင်းဒီ trend တွေပိုင်းနောက်မပြတ်အောင်ပေါ့နော် trend ကြောင်းတွေပိုင်းနောက်မပြတ်အောင်ကိုတော့ sub data တွေထည့်ပြီး train ပြရပါတော့အဲ့ဆိုကိုတို့ဒီ data set ကိုဒီ final starter train နေဆိုဘယ်လိုပေါ့လဲပထမဆုံးကိုတို့ပေါ့နော်ဒီ initial training phase မှာဆိုရင်ကိုတို့ဥပမာကွာကိုတို့က internet ပေါ်က data အမြောက်များတွေကိုကိုတို့ကဒီပေါ့နော်အကုန်သိမ်းကြုံပြီးအကြမ်းပြင်းတင်တယ်ပေါ့ဒါကတော့ quality ကိုအဓိကအရင်ဆုံးပြီးရပေါ့နော်quality အဓိကအရင်ဆုံးပြီးရပြီးကိုတို့ရဲ့ yes ဆိုပြီးနောက်တစ်ခုကျကိုတို့ကဒီမှာကဘာဖြစ်မလဲဆိုတော့ကိုတို့ပြပြနိုင် sorry quantity ဒီကရင်ဆုံးပဲ quantity ဖြစ်မယ် diverse လည်းဖြစ်မယ်ပေါ့နော်အကုန်လုံးသိရ diverse အဲ့ဒီပထမဆုံးကိုသုံးချင်ချင်း extensive coverage ဆိုတော့ data အများကြီးပေးလိုက်တယ် data အများကြီးပေးလိုက်ဆိုတော့ဘာလဲလောက်အောင်လဲဆိုတော့အဓိကနားလဲပါတယ်ကွာပြီး diversity ဆိုတော့ဥပမာဆိုတော့အခုဆို fashion ဆိုမျိုးရှိမှာကွာ fashion design style တွေမျိုးရှိအဲ့ fashion design များမျိုးရှိ stores တွေပေးလိုက်တဲ့တော့အခုကသူကတိသွားမယ်သူဘယ်လိုဖြစ်အောင်လဲဆိုတော့ diversity ကဘယ်လိုဒီဟာဆိုဘယ်လို
ဥပမာဆိုဒီAG သေးကဘယ်နိုင်ငံထုတ်တာလဲအဲ့နိုင်ငံထုတ်တဲ့အင်းကြီးဘယ်တော့ကောင်းလဲလို့ဒါမျိုးများတာတကောဒီဘေးကိုနေ test အများကြီးဖြစ်လာမယ်ပြီး generalization ကကိုတည့်တဲ့အတိုင်းပဲဒါကအဲ့လိုဖြစ်သွားတဲ့ဒီ model အနေနဲ့ဒီပေါ့နော်ဒီ တက်တွေအမျိုးမျိုးတွေဒီ domain တွေအမျိုးမျိုးတွေမှာကိုတို့အနေနဲ့ဒီပေါ့ generalize ပို့ပြီးဖြစ်လာမယ်ပေါ့နော်အဲ့ဆိုရင်ကိုတို့ဒီကေတို့ပေါ့နော်ဒီ data preparation ဒီအဖော်ဆုံး phase ကိုတို့ data preparation တို့အများကြီးတော့ခုနပြောခဲ့သလိုပဲသူအဓိက quantity ပို့ပြီးဦးစားပေးရပါအဲ့တော့အများကြီးအကုန်လုံးကိုသူထည့်ပြီးစားသွင်းပဲပြီးတော့ cleaning လုပ်မှာပေါ့ကျွေးပေါ့နော် cleaning လုပ်မှာပေါ့နော်ဆိုအဲ့တော့ data မကောင်းတဲ့ data ဆိုလေကိုပြော garbage ကြောင့် data မကောင်းတဲ့ data ထည့်လိုက်ရင်မကောင်းတဲ့ data တွေထွက်လာတယ်အဲ့တော့ data preparation for the fine tuning ကိုလုပ်တယ်ဆိုရင် fine tuning မှာဆိုကိုရေဘောအပြောဆိုတော့ data အများကြီးမလို့ပေါ့ကိုလုပ်ငန်းနဲ့သက်ဆိုင်တဲ့ဟာကိုဒီကတော့ပထမဆုံး specificity ဆိုကိုချီတည့်ရတိုင်းမနော်ကိုလိုလိုရဲ့ data ကိုပဲလုပ်မယ် data ကိုလုပ်ပြီးတော့အဲ့အအတွက်အတိအကျပေါ့နော်ဥပမာ fashion လေးတစ်ခုပဲဥပမာဆိုကိုထဲမှာအေးကိုကြပြီး ship စီကိုကြပြီး ship စီတွေကိုပဲထည့်ပြီး high relevance ဆိုတော့ data ကသူတခုတော်တော်ချိတ်ဆက်နေရမယ်ဟောတခုနဲ့တခုတော်တော်ချိတ်ဆက်နေမှာဟိုသူကိုလိုနေဟာနဲ့ချိတ်ဆက်နေမှာကိုတော့သူကိုလိုချင်တဲ့အောက်ကိုထွက်လာမှာဟောအဲ့တော့ဒီဘိုင်းမှာကျွန်တော်တို့က quality ကို quality ဖြစ်သွားတယ်ကွာဒီ quality data တွေပဲထည့်ရမယ် quantity တိတ်ကြီးမလိုတော့ဘူးပေါ့နော်နောက်ပြီးကိုတို့ကဒီ key style fine tune ကို data preparation ကို fine tune လုပ်မယ်ဆိုကိုဒီမှာ5ချက်ပေးတာဘယ်တော့မှ data preparation ပါလို့ဆိုကိုတို့ကဒီပေါ့နော် fine tune လုပ်တဲ့အချိန်မှာ data တစ်ခုချိတ်ဆက်နေတယ်ဆိုတော့ကြည့်ရမယ်ကွာကိုတဲ့လည်းစင်ပြချိတ်ဆက်နေဆိုကြည့်ရမယ်အဲ့အောင်ကိုကဒီ model ကဒီ data အတွက်လေ့လာနေဆိုစင်ပြမှာနောက်တစ်ခုကျ label ဒါ label ဆိုကိုတက်အောင်ကိုမဲပြောတာပြီး data က quality မြင်ရမယ်ဒီ labeling တက်ရမယ်တော့ data ခါပြီးကြောင်လုံးမဖြစ်သွားလိမ့်မယ်ပေါ့နော် governance compliance ဆိုကိုတည်တယ်မယ်ဒီပေါ့နော်တကယ်လို့ဒီကောင်ကတော့ဒီပေါ့လေဥပဒေဟိုင်းနေပေါ့နော်ကြည့်ရပါတော့တကယ်လို့ဒီ data ကဒီဥပဒေနဲ့ကိုက်ညီရတာဘာကြောင့်တကားပေါ့လေအဲ့တော့ representative နဲ့ bias check ဒါကတော့ကိုတည်ရတယ်မယ်ဒီ data ကိုလေအဲ့တော့ data ကမြဲဒီစကမစားရင်ချက်ကိုချက်ပေးရမှာဒါကကြောင့် bias ပေါ့နော်တစ်ဖက်လိုက်သွားနိုင်တာကိုကအဲ့ data တစ်ဖက်လိုက်သွားနိုင်တာအဲ့တစ်ဖက်လိုက်သွားနိုင် model performance ကထိုးကြသွားနိုင်တယ်ကွာနောက်တစ်ခုကျ feedback integration ဒါကခုနကပြောခဲ့ဒီ reinforcement learning လို့ပဲပေါ့နော်ဒီ data အမြဲဒီ feedback ပါနေပေါ့နော်အဲ့ဆိုကိုဒီ model evaluation ကိုစဉ်းကြည့်ပါအဲ့ဆို model evaluation မှာတော့ကိုတို့ကကွာဒီကောင်ကဒီကစံတော့3မျိုးရှိမယ်ပထမဆိုကိုတို့ကအဲ့ဆိုရင်ကိုတို့ပထမဆိုဒီစာရေးသားရဆိုကြည့်ပါပေါ့အဲ့ဒါဆိုရင်ကျွန်တော် ROGE ဆိုရှိတော့ recall အားတာကျဥပမာဆိုကိုတို့ဒီကောင် summarization တွေမှာအများကြီးသုံးတယ်ပေါ့ summarization မှာအများကြီးသုံးကိုတို့ rock and rock L ဆိုပြီးရှိရပေါ့အဓိကကသူကဘာလဲဆိုတော့သူကမွေးစာသားတွေမှာအရေးကြီးတဲ့ချက်လက်တွေပေါ့နော်အချက်လက်တွေဒီ AI အဖြစ်တွေမှာဘယ်လောက်တော့ပြည့်စုံပါလဲဆိုတော့ကြည့်ရပေါ့ဥပမာကိုနှမျိုးရှိ rock and rock L ဆိုရှိ rock and ကကြတော့ဘာဖြစ်လို့လဲဆိုတော့သူကပေါ့ဒီ generated text နဲ့ဒီ reference text ပေါ်မှာ overlap of anagram unigram လေးကိုကြည့်ရပါ unigram ကိုကြည့်ရပါ unigram ကိုကြတော့အခုမှာပေါ့အကိုလို့ပေါ့နော်ဒီစာဘယ်လောက်နဲ့ဘယ်လောက်ထောက်ရတယ်နော်ဘယ်လောက်ထောက်ပါ overlap ပြတူပါလေ unigram နဲ့ bigram တော့ဒီမှာထပ်ရှာကြည့်ရအဓိကကပေါ့သူကပေါ့အထဲထဲကဒီပေါ့နော်reference တွေက key idea ကဒီ rock and so reference 的 key idea ကဒီထွက်လာတဲ့ text နဲ့ဘယ်လောက်တော့ထပ်ညီသွားလဲထပ်တိုက်သွားလဲပေါ့နော် rock hour ကျတော့သူက rock hour ကျတော့အဓိကကဘာလဲဆိုတော့ကျတော့ကွာစာကြောင်းထွက်လာတယ်ပေါ့ကွာ narrative output ထွက်လာတယ်ပေါ့ကွာဥပမာဆိုရင်သူကဟိုပြောရမှာကွာဥပမာဆိုရင်ကို reference text မှာလိန်မော်ဒီခန္ဓာကိုယ်အရန်ကောင်းပါလိမ့်rock hour မှာလေလိန်မော်ဒီခန္ဓာကိုယ်အရန်ကောင်းပါလိမ့်ဟာအဲ့ဒါဆိုလုံးဝထပ်နေပြီအဲ့လိုကြီးထပ်တာကြောင့်ကောင်းကိုအဲ့တဲ့ rock hour ကြီးရတာ rock hour ကျတော့တည်ရတိုင်းပဲကိုပါရဲ့ဒီ order ပေါ့နော်ကိုထွက်လာတဲ့ narrative ကဒီကိုယ့် reference text တွေရတယ်ဘလောက်ပေါ့နော်ဘလောက်ထပ်တူညီနေအရင်ကြီးထပ်တူညီလို့ပြောင်းလေအဲ့တော့ rock ကိုကြတော့တော်တော်များသုံးကြပါမယ်ဆိုတော့ complex မဖြစ်တော့ဘူးကိုတော့ကပေါ့နော်ဒီဗာလေdifferential interpretable ဖြစ်ဖို့လွယ်တယ်ပြီးရင်ဒူရီတက် judgment လုပ်ပေါ်လွယ်တယ်ဥပမာဆိုကို reference text ဆိုတေချာဖတ်ထားရလို့ဖြစ်နေတယ်အထဲထဲကဟာတကယ်ဒီလောက်တက်နေဆိုတိရလေဘလောက်အောက်တွေထွက်လာဆိုတိရလေအဓိကတော့ဒီ evolution အရင်ရေးကြည့်နော်အဲ့ဆိုတော့ BOE ကိုတော့ကြမယ် BOE ကကြတော့ဘောနော်ဘယ်ပြောပြရမလဲဆိုရင်သူကကြောင့်ဒီ precision အားလည်းချက်ပေါ့နော်ဒီကောင်ကြောင့်ကိုဒီ machine translation တွေမှာအဓိကသုံးတာပေါ့ခုနကကိုဒီ AI ပြန်ထားတဲ့စကားလုံးစီစဉ်တယ်ဒီ movie နဲ့ဘယ်လောက်ထပ်တူကြလဲဆိုတော့စစ်ဆေးရပေါ့ဒီစာကြောင်းရန်တိုသွားရင်လည်းဒီ image အမှကိုရောက်မယ်ပေါ့ဟိုအဲ့ပထမဆုံး BOE ကိုဘယ်လိုကြည့်မလဲဆိုတော့တော့ခုနကပြောခဲ့တဲ့အတိုင်းပဲစာကြောင်းရန်တူရင်တော့အမှတ်ရောက်မယ်နော်တော့ round တက်ဘာလို့မတူလဲဆိုတော့BE ကိုကျတော့ precision အဓိကprecision ကြည့်ရအောင်အဲ့တော့ကိုတို့ကဒီ
ခုနကဟောင်းဆိုရင်ခုတော့စကလုံးစာကြောင်းတစ်ကြောင်းရထက်လာမထက်လာပဲကြည်ဒီကောင်ကကျတော့စကလုံးတစ်လုံးစီပါထက်လာမထက်လာချင်ဥမာဆိုကွာအခုတော့ကွာသူ့မှာ3နားစကလုံးတော်တော်များများအကုန်လုံးအဲ့ထမလည်းပါနေပြန်မထက်နေရထက်နေအောင်မဟိုဒါလေးပြောနေတာဆိုရင်မကောင်းအမတ်ရော့ပါတယ်ကွာတကယ်လို့ကိုတို့ကဘောနော်ကိုတို့ကနည်းနည်းဥမာဆိုကွာကိုပြောမယ်စာခိုးကြလို့နေသူမင်းသူနဲ့ဒီကောင်နဲ့စာခိုးကြရင်ကွာမင်းတော့တဲ့ကွာမင်းတက်စာပဲခိုးကြရင်ဆိုတော့မင်းဟာဖိုးတော်တွေပဲအကုန်လိုက်ရေးနေဟာခိုးကြတိတာပေါ့မင်းကလေဟွာဒီ EU ကြတော့သူကအဲ့တော့သူအဲ့လိုမလုံးစီချင်အဲ့လိုမလုံးစီချင်ပဲလေသူကမတိတာparaphrase နဲ့တခြားစကားလုံးတွေပြောင်းတော့အတိတ်ပဲတူတယ်အဲ့ဆိုရတယ်ဘောမှုကိုပြချင်နည်းနည်းပါလို့ရကွာအကုန်လုံးကြောက်မပါခိုင်းကြပါဘူးဒီ machine လေးစီမှာအဓိကပေါ့နော်အဲ့အပြောတာပေါ့နော်BR disco တော့ကိုတည်ရတိုင်းပဲဒါကတော့အဓိပ္ပာယ်တူညာပေါ့ဒီမျိုးလို့အပေါ်တစ်ခုကိုစကလုံးတစ်လုံးချင်းတိကျဆက်တိုက်စတာမဟုတ်ဘဲနဲ့ဒီအဓိပ္ပာယ်တူမတူကြည့်အောင်အဲ့တော့ BR disco လည်းအဲ့တော့ BR disco မှာကိုတို့ကဒီပေါ့နော်BR disco ကကြတော့ကိုတို့ကအဓိကဘာလဲဆိုစကလုံးကိုတို့အဓိပ္ပာယ်တူမတူပေါ့နော်တကယ်လို့ကိုတို့ကဘလို့လဲဆိုတော့ဥမာဆိုရင် David လူကဘလို့လဲဆိုတော့ကိုတို့ကဥမာ paraphrase လုပ်လိုက်တယ်ဆိုတော့ paraphrase လုပ်လိုက်ပြီးမဲ့အဲ့ paraphrasing ကဒီစာပိုက်တစ်ခုနဲ့ David ယူချင်းဝါနိုင်တာဆိုတော့ပြန်ကြည့်ရသေးတယ်အဲ့ဒါချင်းဝိုင်သူနဲ့မဲ့ရော့အောင်ရော့လို့မရဘူးအဲ့ဒါဥမာဆိုကွာအကိုတို့ကဘယ်လိုပြောမလဲကားနဲ့ရန်ကုန်သွားရပေါ့နော်ကားနဲ့ရန်ကုန်သွားရအချိန်မှာကားနဲ့ရန်ကုန်ကိုမောင်းတယ်သွားရတယ်မောင်းတာလေတကယ်ပြောရင်ညီမအတိတ်ပြင်မှာပြောရင်အခုကားနဲ့ရန်ကုန်ကိုသွားတယ်ဆိုတော့သူများကားကိုလိုက်စီရလားဒါမှမဟုတ်ကိုကားကိုလိုက်စီရလားသွားစီရလားပေါ့နော်ဒီမောင်းတာကြောကိုကားကိုမောင်းတာဖြစ်သွားတယ် BB ရောဒီစကောမှာဆိုကိုကဘာအတိတ်တစ်ခုတိုက်ညီရဖြစ်တဲ့အတွက်ဒီလိုကိုကားကိုဥမာကိုကားကိုကားနဲ့သွားတယ်ဆိုကိုကားသူများကားကိုစီးသွားတယ်ဒီစာချုပ်တစ်ခုတော့ဒါအတိတ်ပြောင်းလဲသွားပြီအဲ့တော့ကိုကားနဲ့မောင်းနေကိုပဲတော့သွားပေးလို့ရမှာပေါ့တကယ်တူချင်တယ်အဲ့လိုပေါ့နော်အဲ့လိုသူက BR discount ဒါကို check in လုပ်တာပေါ့နော်နောက်တစ်ခုကကြောဘာလဲဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီအိဆန်လုံးတွေကိုသုံးလို့ဒီပေါ့နော်ကိုဒီ any company ရဲ့လုပ်ငန်းဘယ်လောက်တိုးတက်လာလဲဆိုတော့ကြည့်မယ်ဆိုဥပမာဆိုရင်ကိုတို့ဒီပထမဆုံးဟောနော်ဒီ generative model ဒီ data တွေပြီးမဲ့ဒီနေတော့ description dynamic product description တွေကို ROG UE နဲ့ BOEU ကိုသွားကြည့်လို့ပေါ့နော် ROG UE နဲ့ BOEU မှာကိုစကလုံးတွေဒီစကလုံးတွေမှန်လားမမှန်လားမမမော်ရန်ကြီးတူနေလားဆိုတော့တိုက်စင်ပဲပြီး VR discord နဲ့လည်းကြည့်အောင် VR discord ဘာဖြစ်လဲဆိုတော့ customer profile ကြီးကို item ကိုတော့ကြည့်ရပါအဲ့တော့ item ကိုတော့ကြည့်အချိန်မှာကိုတို့ကဒီ description က page တခြားထွက်မှရမှာဒီလိုကိုတော့ description တခြား item description တခြားမပြီးနိုင်အဲ့တက်တာတက်ဟိုကဥမာဆိုဘောင်းမီကြိုက်တယ်စကတ်ကြိုက်တယ်အောက်ပိုင်းဝတ်တာတော့အကုန်တူနေဒါပေမဲ့ဘောင်းနဲ့စကတ်ဆိုမတူဘူးလေဒီတော့တော်ကွာချားနေတယ်အဲ့လိုပေါ့နော်အဲ့လိုသူကအဓိပ္ပာယ်ကိုတူစီတယ်အောင်ကြည့်ကြအောင်နော်တကယ်လို့ဒါတော့ဒီ company မှာဘယ်လောက်တိုးတက်လာလဲဆိုတော့ဘယ်လောက်တိုးတက်လာလဲဆိုပြန်ပြောပြတာပေါ့နော်အဲ့ဆိုရင်ကို knowledge check ဖြစ်ပြီးနောက်ကျရင်ကို lesson 7 နောက် lesson 7ကိုတော့မှရှိပါတယ်အားလုံးခုနောက်ပြတဲ့လို့ကျေးဇူးတင်ပါတယ်